င်္ဂလာပါရှင် Burmese Cry တက်လာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ် Cherry ရဲ့ဒီ channel လေးကိုလာရောက်နားဆင်နေကြတဲ့မိတ်ဆွေတွေအကုန်လုံးနေကောင်းကြမှာကြပါစေရှင်လူတွေကလူပောင်လောကမှာစိတ်တွေညစ်နွမ်းပင်ပန်းတဲ့အခါမှာစိတ်အေးချမ်းရာအေးချမ်းကြောင်းသာသနာရိပ်မှာအေးချမ်းမှုရှာဖို့ဘုန်းကြီးကျောင်းတွေတိလရှင်ကျောင်းတွေကိုသွားလေးရှိကြတယ်နော်ဒီလိုမျိုးအေးချမ်းလှပါတယ်ဆိုတဲ့သာသနာနယ်မြေတစ်ခုထဲမှာလူမဆန်တဲ့ရက်စက်မှုတွေလှုပ်ဝက်ချက်တွေရှိနေခဲ့မယ်ဆိုရင်ရောဒီနေ့ Cherry ပြပြသွားမယ့်ဇာတ်လမ်းကတော့ထိုင်းနိုင်ငံမှာတကယ်ဖြစ်ပွားခဲ့ပြီးတော့လူတိတ်ပြီးတော့မတိကြသေးဘူးဒါပေမဲ့ဒီအမှုအကြောင်းကိုကြားလိုက်ရုံနဲ့ဒီရင်ထဲမှာတုန်လှုပ်သွားရလောက်တဲ့အမှုမျိုးပဲဖြစ်ပါတယ်ဒီအမှုကဆိုရင်တန်မှန်လူသက်မှုတစ်ခုတည်းမဟုတ်ဘဲနဲ့လူရဲ့စိတ်ကူးတွေကရက်စက်မှုတွေဘယ်အတိုင်းထာအထိရှိလဲဆိုတာကိုပြသနေတဲ့ဖြစ်ရပ်တစ်ခုပါဒီအကြောင်းအရာလေးကိုမစတည်ခင်မှာ Cherry ရဲ့မိတ်ဆွေတွေကိုမေးခွန်းလေးတစ်ခုလောက်မေးပြစေမိတ်ဆွေတွေအနေနဲ့ Cherry ရဲ့အစီအစဉ်ကိုဘယ်အမှုဘယ်ဗီဒီယိုကနေစပြီးတော့သိခဲ့ကြတာလဲကွန်မန့်မှာတစ်ချက်လောက်ရေးပေးခဲ့ကြပါအောင်ရှင်ကဲဒီတော့ Cherry ဆက်လန်လေးကိုစပြီးတော့ပြပြပေးမယ်ဒီအမှုကထိုင်းနိုင်ငံရဲ့သာသနာနယ်မြေတစ်ခုနားမှာဖြစ်ပွားခဲ့တာပါထိုင်းနိုင်ငံဆိုရင်လည်းမြန်မာနိုင်ငံလိုပါပဲဗုဒ္ဓဘာသာယဉ်ကျေးမှုထွန်းကားပြီးတော့သီလရှင်တွေဘုန်းကြီးတွေကိုအယံကိုယိုသေးလေးစားကြတယ်အထူးသဖြင့်ဆိုရင်တက်ကြီးရွယ်အိုသီလရှင်တွေဆိုရင်အေးအေးချမ်းချမ်းနဲ့တရားဘာဝနာအားထုတ်ဖို့ကျောင်းဝင်းထဲမှာပဲတီးသန့်ဝတ်ပြုခံဒါမှမဟုတ်ရင်သီလရှင်အဆောင်လေးတွေစောက်ပြီးတော့နေထိုင်လေးရှိကြပါတယ်ဒီလိုနဲ့အရာအလုံးပုံမှန်အတိုင်းအေးချမ်းနေတော့တရက်မှာတော့ဖုန်ကြီးကျောင်းတစ်ခုကိုလာလေးရှိတဲ့သီလရှင်တစ်ပါးပျောက်ဆုံးသွားခဲ့ပါတယ်ရက်အနည်းငယ်ကြာတဲ့အထိသူ့ရဲ့အရေးအယောင်တော်မှမတွေ့ရတော့တဲ့အတွက်အခြားသူတွေကစိုးရင်ပြီးတော့လိုက်ရှာကြတယ်နောက်ဆုံးဘယ်မှာသွားပြီးတော့တွေ့တယ်လဲဆိုတော့အဲ့ဒီသီလရှင်ရဲ့အိမ်ကရေခဲတစ်တာအဟောင်းကြီးတစ်လုံးထဲမှာသွားပြီးတော့တွေ့တာစဉ်းစားကြည့်ုံနဲ့ဒီအရန်ကိုကြက်တီးထားစရာပဲเนาะတွေးရှိရတဲ့အနေအထားကပို့ပြီးတော့မှစိတ်မကောင်းစရာကောင်းပါတယ်ဘလို့လူမျိုးကများအဲ့ဒီသီလရှင်ကိုဘလို့ရန်ညိုးရန်စားတွေနဲ့များရရဆက်ဆက်တက်ဖြတ်နိုင်ရလဲဆိုတဲ့မိကုန်းတွေလည်းထွက်ပေါ်လာပါတယ်ထိုင်းရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေချက်ချင်းလဲလှုပ်ဆောင်ခဲ့တယ်သူတို့ပထမဆုံးတန်တရားဝင်တာကတော့လူရဲမှုပဲဖြစ်နိုင်လောက်တယ်ဆိုပြီးတော့တန်တရားဝင်ခဲ့ကြတာဘာလို့လဲဆိုတော့တခါတလေမှာဖျားဘူးတွေလှူရမ်းထားတဲ့အလူငွေတွေအသုံးအဆောင်တွေကိုလိုချင်တဲ့အတွက်ကြောင့်ခိုးဆိုးလူမိုက်အဲ့လိုလူမျိုးတွေကတီလာရှင်တွေကိုပြစ်မှတ်ထားတတ်ကြလို့ပါဒါမဲ့တေချာစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ဒါကတန်မှန်လူရဲမှုတင်မဟုတ်ဘဲနဲ့ပို့ပြီးတော့နက်နေတဲ့လူရဲ့စိတ်နေသဘောထားနဲ့ရာဇဝတ်မှုနောက်ခံတွေရှိနေတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်တရားခံကဆိုရင်တီလာရှင်နဲ့နှီးစပ်တဲ့သူဖြစ်နိုင်တယ်လို့တီလာရှင်ရဲ့အိမ်အနေအထားနဲ့အဝင်အထွက်ကိုလည်းတေချာသိတဲ့သူဖြစ်နေပါတယ်။ဒါတွေအပြင်အလောင်းကိုရေခဲတစ်တာထဲမှာဝှက်ထားခဲ့တာကရာဇဝတ်မှုကိုဖုံးကွယ်ဖို့နဲ့အချိန်ဆွဲဖို့တေချာကြံစီထားတဲ့သဘောပါပဲ။ဒီအမှုမှာတေဆုံးသွားခဲ့ရတဲ့တီလာရှင်ကြီးရဲ့လူနာမည်ကတော့ Mrs. Wani Jara Charo Anying လို့ခေါ်ပါတယ်။နောက်ပိုင်းမှာတော့ Mrs. Wani လို့ပဲသုံးနှုန်းသွားပါမယ်နော်။သူကဆိုရင်အသက်က58နှစ်ရှိနေပြီဖြစ်ပြီးတော့တမန်အမျိုးသမီးတယောက်မဟုတ်ဘူး။ဘန်ကောက်မြို့အနီးမှာရှိတဲ့စမွန်ဖရကန်ခရိုင်ဘန်ပလီဒေသကလာတာဖြစ်ပြီးတော့အင်တန်မှာချမ်းသာကြွယ်ဝတဲ့တတိမကြီးငွေကြေးတနပြည့်စုံရုံဒီမကဘဲနဲ့ဘာသာရေးကိုလည်းအင်တန်ကိုင်းဆိုင်တဲ့သူတခါတလေဆိုရင်အခုလိုပဲတီလာရှင်လာဝစ်ပြီးတော့တရားဘာဝနာလာပြီးတော့အားထုတ်တတ်တယ်လို့တခါတလေဆိုလို့ရှိရင်လည်းအဖြူရောင်ယောဂီဝစ်စုံဝစ်ပြီးတော့ကျောင်းတွေမှာလည်းရက်ရှည်တရားစခန်းဝင်လေးရှိပါတယ်အထူးသဖြင့်ဆိုရင်ချင်းမိုင်မြို့မှာရှိတဲ့နာမည်ကြီးဝက်ဖရာစီချုံတောင်းဘုန်းကြီးကျောင်းရဲ့အမာခံအလူဒါယီကာမကြီးတူပါဘာသာရေးနဲ့ private လုပ်ငန်းတွေမှာဘလောက်ထိတောင်ရက်ရောသလဲဆိုရင်အဲ့ဒီအဖြစ်ပြက်မဖြစ်ခင်ကလေးတင်ချင်းမိုင်မျိုးကစွန်ဒေါ့ဆေးရုံကြီးနဲ့တန်ငဆေးရုံကြီးအတွက်ဆိုပြီးတော့သူကိုယ်တိုင်ဘတ်10တန်းမတီးပြီးတော့လှူဒန်းခဲ့တယ်လို့သူ့ရဲ့အကိုဖြစ်တဲ့သူကလည်းဘတ်9တန်းထပ်မံပြည့်စုံပြီးတော့စုစုပေါင်းဘတ်19တန်းအထိလှူဒန်းခဲ့ကြပါတယ်။ဒါတွေအပြင်သူအခုလာပြီးတော့တရားအားထုတ်နေတဲ့
ဖုန်ကြီးကျောင်းကဆရာတော်ကြီးအတွက်ဆိုရင်လေကိုပိုင်ဗန်ကားတစ်စီးကို Miss Wendy ကိုယ်တိုင်ဝယ်ယူလှူဒန်းခဲ့ပါသေးတယ်။ဒါကြောင့်မလို့လေချင်းမိုင်ခြုံတောင်းဒေတာကဒေတာခံတွေနဲ့ဖုန်ကြီးကျောင်းဝင်းထဲကလူတွေကဒီအလူဓာရီကာမကြီးဖြစ်တဲ့ Miss Wendy ကိုကောင်းကောင်းသိကြတာပါ။ချင်းမိုင်မျိုးခြုံတောင်းခရိုင်လမ်းမကြီးပေးမှာဆိုရင်လေသုံးထပ်တိုက်တောင်းဟောက်စ်တစ်လုံးကိုပါသူကဝယ်ယူပြီးတော့တရားစခန်းဝင်ဖို့နဲ့ဘာသာရေးပွဲတွေတက်ရောက်ဖို့အတွက်အဲ့ဒီအိမ်လေးမှာယာယီလာပြီးတော့နေထိုင်လေးလည်းရှိပါတယ်။ဆိုလိုတာကသူကအဲ့ဒီအိမ်မှာနေရင်းနဲ့ဘုန်းကြီးကျောင်းကိုသွားပြီးတော့တရားနာတရားထိုင်လုပ်လေရှိတာ။တီလာရှင်ဝတ်ပြီးတော့အမြဲတမ်းဘုန်းကြီးကျောင်းထဲမှာပဲနေခဲ့တာတော့မဟုတ်ဘူး။အဲ့ဒီတစ်ခါသူလာခဲ့တော့ကလည်းအစပိုင်းမှာအရာရာကကောင်းမွန်နေခဲ့တယ်။2019ခုနှစ်အောက်တိုဘာ18ရက်နေ့နောက်ပိုင်းမှာတော့ Miss Wendy ကိုကျောင်းဝင်းထဲကလူတွေရောသူ့ရဲ့အိမ်နီးနားချင်းတွေကပါသူ့ကိုမတွေးမိတော့သလိုသူပျောက်ချက်သားကောင်းနေတာကိုသတိပြုမိလာကြပါတယ်။ဒါပေမဲ့ Miss Wendy ကအိမ်တော်ကလည်းမရှိသားသမီးကလည်းမရှိတဲ့အပြိုကြီးဖြစ်တဲ့အတွက်ကြောင့်သူဘယ်နေ့ဘယ်ချိန်ကလေးကပျောက်ဆုံးသွားလဲဆိုတာကိုတော့ဘယ်သူမှရုတ်တရက်ကြီးတီတီကြကြမခန့်မှန်းနိုင်ခဲ့ကြဘူး။ဘယ်ချိန်မှပို့ပြီးတော့တန်တရားဖြစ်စရာကောင်းလာလဲဆိုတော့ဘန်ကောက်မှာရှိတဲ့သူ့ရဲ့အကိုဖြစ်သူ Mr. Warapan ကညီမဖြစ်တဲ့သူစီကိုဖုန်းဆက်တဲ့အချိန်မှာစပြီးတော့သူ့ရဲ့ညီမပျောက်နေတာကိုတန်တရားဖြစ်လာကြတာသူ့စီကိုဖုန်းခေါ်ပြီးဘလို့မှဆက်သွယ်လို့မရခဲ့ဘူးဒါနဲ့အကိုဖြစ်တဲ့သူကသူ့ရဲ့ရင်ထဲမှာဆိုရင်လည်းမကောင်းတဲ့အငွေ့အသက်တစ်ခုကိုခံစားလိုက်ရပြီးတော့စိုးရိမ်စိတ်တွေကဆိုရင်လည်းတားမြစီမြဖြစ်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲဒီ Miss Wendy ရဲ့ဆွေမျိုးကြားထဲမှာ Miss Wendy ပျောက်နေရဲဆိုတဲ့သတင်းကလည်းပြန့်သွားခဲ့တယ်။ဆွေမျိုးတွေကလည်းကြောက်လန့်တကြားနဲ့ Miss Wendy ရဲ့ဖုန်းတွေကိုအပြိုင်အဆိုင်ခေါ်ကြတာပေါ့နော်။အဲ့လိုနဲ့ဆွေမျိုးတယောက်ရဲ့ဖုန်းခေါ်ဆိုမှုကထူးထူးခြားခြား Miss Wendy ရဲ့ဖုန်းလိုင်းထဲကိုဝင်သွားခဲ့တယ်။ဒါပေမဲ့ Miss Wendy ရဲ့ဖုန်းကိုကင်လိုက်တဲ့သူက Miss Wendy တော့မဟုတ်ဘူး။အေးအေးဆက်ဆက်နဲ့ခက်ပြက်ပြက်ထွက်လာတဲ့အမျိုးသားတယောက်ရဲ့အတန်ဖြစ်နေတယ်။အဲ့ဒီအမျိုးသားကဘာပြောသလဲဆိုရင် Miss Wendy ကပြည်ပခရီးစဉ်ပေါ့နော်ဒီနိုင်ငံခြားခရီးစဉ်ထွက်သွားပြီဆိုပြီးတော့ပြောတယ်။အဲ့လိုမျိုးသူပြောပြရနဲ့ဖုန်းကိုချက်ချင်းချပစ်လိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ဆွေမျိုးတွေအားလုံးကဒါလုံးဝမယိုသားဘူးဆိုတာရိပ်မိလိုက်ကြပြီ။ဘာလို့လဲဆိုတော့ Miss Wendy ကဘယ်နေရာကိုပဲသွားဘာပဲလုပ်သူ့ရဲ့အရင်းနှီးဆုံးဖြစ်တဲ့အကိုဖြစ်သူကိုအမြဲတမ်းအတိပေးပြီးတော့တိုင်ပင်လေးရှိတဲ့သူမလို့ပါဒါရီအပြင်သူကတရားစခန်းဝင်နေတယ်ဆိုရင်တော့မှဖုန်းကိုမကင်နိုင်တာမျိုးပဲရှိရပါမယ်အခုတော့သူ့ရဲ့ဖုန်းကိုဒဇိမ်အမျိုးသားတယောက်ကကင်ပြီးတော့သူကတော့နိုင်ငံခြားသွားပြီဆိုပြီးတော့လိန်ညာထွက်ဆိုသွားတာကတခုခုကတော့အကြီးအကျယ်မှားယွင်းနေပြီဆိုတာကိုညွှန်ပြနေပါတယ်2019ခုနှစ်အောက်တိုဘာ29ရက်နေ့ Miss Wendy ပျောက်ဆုံးသွားခဲ့တာအနည်းဆုံးတပတ်ကျော်လောက်ရှိသွားခဲ့ပြီးဘန်ကောက်ကနေပြီးတော့ရင်တထိတ်ထိတ်နဲ့ချင်းမိုင်မြို့ကိုအပြေးလွှားရောက်လာခဲ့တဲ့အကိုဖြစ်သူခွန်ဝရဖန်းကညီမဖြစ်သူရဲ့ဒီသုံးထပ်တိုက်Town House အိမ်ရှိကိုရောက်လာခဲ့တယ်။ဒါပေမဲ့အိမ်ရှိကိုသူရောက်တဲ့အခါမှာတော့ထူးထူးဆန်းဆန်းပဲအိမ်တကားတွေအားလုံးကအထက်ကနေချက်ထိုးပြီးတော့တည်တည်ချာချာတော့ခတ်ထားတာကိုတွေးလိုက်ရတယ်။ခွန်ဝရဖန်းတယောက်ကအဲ့ဒီအိမ်ထဲကိုလှမ်းပြီးတော့ဘလို့ပဲအော်ခေါ်အထက်ကနေပြီးတော့ဘာအတန်မှပြန်ပြီးတော့မကြားရဘူး။အဲ့ဒီအချိန်မှာပဲသူကအသက်ရှူလိုက်တော့လေတွေခါနေတဆင်ပေါ့နော်သူ့ရဲ့နှာခေါင်းထဲကိုတိုးဝင်လာတဲ့အနံ့ဆိုးတစ်ခုရှိတယ်အဲ့ဒီအနံ့ကဆိုရင်တက်ရှိတက်တော်ဝါတကောင်ကောင်ပုတ်ပွားတည်ဆုံးနေတဲ့အပုတ်နံ့မကောင်းတဲ့စိတ်အာယုံကိုခံစားလိုက်ရတဲ့အကိုဖြစ်တဲ့သူကစက္ကန့်ပိုင်းလောက်လေအဲ့ဒီအနံ့ကိုရပြီးတော့တုံလုံးသွားတယ်အဲ့ဒီနောက်မှာတော့တော့ပြင်စရာတယောက်ကိုချက်ချင်းခေါ်ပြီးတော့အဲ့ဒီအိမ်တကားကိုဖျက်ခိုင်းလိုက်တယ်တော့ပွင့်သွားတာနဲ့တပြိုင်နက်တည်းအိမ်ထဲကနေပြီးတော့လှိုက်တက်လာတဲ့အဲ့ဒီအပုတ်နံ့ကသူ့ရဲ့တကူလုံးမူးဝေသွားစေလောက်တဲ့အထိပြင်းထန်လွန်းလာပါတယ်။သူကအဲ့ဒီအနမ်းနောက်ကိုလိုက်ရင်းနဲ့အိမ်ရဲ့မီးဖိုချောင်ထဲကိုရောက်သွားခဲ့တယ်။အိမ်ရဲ့မီးဖိုချောင်မှာထူးထူးဆန်းဆန်းရေခဲတစ်တာအဟောင်းကြီးတစ်လုံးကိုတွေ့ရတယ်။အဲ့ဒီရေခဲတစ်တာကထောင်ရက်အနေအထားမဟုတ်ဘဲနဲ့လှဲထားတဲ့အနေအထားနဲ့ကျမ်းမြေပေါ်မှာထားတာကိုတွေ့ရတယ်။အဲ့ဒီအပေါ်ကနေဆိုရင်လေပလတ်စတစ်စတွေနဲ့ဖုံးအုပ်ထားတာအဲ့ဒီရေခဲတစ်တာရဲ့ဘေးနားမှာဆိုရင်လည်းဖောက်လက်စဖြစ်နေတဲ့ဘီလက်မြေအိမ်နှစ်အိတ်ကိုတွေ့လိုက်ရတဲ့အခါမှာတော့အကိုဖြစ်တဲ့သူကသူ့ရဲ့ရင်ဘတ်တစ်ခုလုံးကြေကွဲမတက်ခံစားလိုက်ရပြီးတော့သူကိုယ်တိုင်ဖွင့်ကြည့်ဖို့တတိမရှိတော့တဲ့အတွက်ရဲတပ်ဖွဲ့ကိုချက်ချင်းဖုံးဆက်အကူအညီတောင်းလိုက်ပါတယ်ရဲတပ်ဖွဲ့ရောက်လာပြီးတော့ရေခဲတစ်တာကိုပြန်ပြီးတော့
ထောင်လိုက်တယ်အဲ့ဒီနောက်မှာတော့အဲ့ဒီရေခဲတက်တာတကားကိုဖွင့်လိုက်တဲ့အချိန်မှာအထဲမှာမြင်ရတဲ့မြင်ကွင်းကြောင့်ဝါရင်ရဲတွေတောင်မှရင်သက်ရှုမောသွားခဲ့ရပါတယ်။အော်ရေခဲတက်တာဆိုလို့အိမ်မှာသုံးတဲ့တူးတိုးရေခဲတက်တာမဟုတ်ဘူးနော်။freezer ပေါ့လေအသားတွေဘာတွေထည့်တဲ့ freezer လို့ရေခဲတက်တာကိုပြောတာနော်။တော့ကြမျက်လုံးထဲမှာမမြင်ပါဆိုလို့အလောင်းကို freezer ထဲထည့်ပြီးတဲ့နောက်မှာတော့ဘီလက်မြေတွေလောင်းထည့်ပြီးတော့ဖုံးအုပ်ခဲ့တာပါအဲ့ဒီလိုဘီလက်မြေလောင်းပြီးတော့အလောင်းဖျောက်ပြတ်တာကလူသက်သမားကအနံ့အသက်တွေအပြင်ကိုမြန်မြန်မထွက်အောင်နဲ့ရဲတပ်ဖွဲ့ကရုပ်အလောင်းကိုရှာမတွေ့အောင်အချိန်ဆွဲဖို့အတွက်တမင်တကာကြံစီခဲ့တဲ့အလောင်းဖျောက်ပြတ်မှုအမျိုးအစားပဲဖြစ်ပါတယ်ရုပ်အလောင်းကဆိုရင်ဘသူဘဝဖြစ်တယ်ဆိုပြီးတော့ခွဲခြားဖို့ခက်လောက်အောင်ကိုပြက်စီးနေတဲ့အတွက်ရဲတပ်ဖွဲ့က DNA စစ်ဆေးဖို့လှုံ့ဆော်ခဲ့ရပြီးတော့နောက်ဆုံးမှာတော့အဲ့ဒီအလောင်းကအခြားသူမဟုတ်ဘဲနဲ့ပျောက်ဆုံးနေတဲ့အလူဓာယိကာမကြီး Mrs. Wanny ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ဘာသာရေးကိုအရန်ကိုင်းဆိုင်ပြီးတော့လူရဲမှုတွေအမြဲလုပ်ခဲ့တဲ့အမျိုးသမီးကြီးကသူတီလာရှင်ဝိနည်းရင်းနဲ့အခုလိုမျိုးရက်ဆက်အကြီးတန်းတဲ့ပုံစံမျိုးနဲ့ဘဝကိုအဆုံးသက်သွားခဲ့ရချပါတယ်။အဲဒီနောက်မှာတော့ရဲတပ်ဖွဲ့ကဒါကဆိုရင်တန်မန်လူသက်မှုမဟုတ်ဘဲနဲ့ငွေကြေးကိုမှတ်မောလို့လှုပ်ဆောင်ခဲ့တဲ့အစီအစဉ်တကြလူသက်မှုတစ်ခုဆိုပြီးတော့ကောက်ချက်ချလိုက်ပါတယ်။ဘာလို့လဲဆိုတော့ Miss Wanny ရဲ့ပိုင်ဆိုင်မှုတွေတဲကသူ့ရဲ့လက်ကင်ဖုန်းတစ်လုံးဘဏ်ကတ် ATM ကတ်အများအပြားနဲ့သူစီးလေးရှိတဲ့တန်မိုးကြီး BMW အမျိုးအစားကားတစ်စီးပျောက်ဆုံးနေလို့ပဲဖြစ်ပါတယ်။ရဲတပ်ဖွဲ့ရဲ့တွက်ချက်မှုအရဆိုရင်တော့တရားခံကအနည်းဆုံး2ယောက်ဖြစ်နိုင်တယ်။တယောက်ကဆိုရင်အိမ်ထဲမှာ Miss Wanny ကိုဒဇာခံအနေနဲ့ဖန်စီညှဉ်းပန်းနှိပ်စက်ပြီးတော့ ATM ကတ်ရဲ့လှုပ်ဝက်နံပါတ်တွေကိုမေးမြန်းနေတဲ့အချိန်မှာတယောက်ကဆိုရင်မြို့တွေက ATM ဆက်ရှိတဲ့နေရာတွေကိုလှည့်လည်ပြီးတော့ငွေတွေကိုလိုက်ထုတ်နေခဲ့တာဖြစ်နိုင်ပါတယ်။သူတို့လိုချင်တဲ့လှုပ်ဝက်နံပါတ်တွေငွေတွေကိုရသွားတဲ့အခါမှာတော့သဲလွန်စာဖြောက်တဲ့အနေနဲ့ Miss Wanny ကိုတပ်ဖြတ်ပြီးတော့အဲ့ဒီအိမ်ထဲမှာတက်ဆင်ထားတဲ့ CCTV ရဲ့ memory ကတ်တွေကိုပါအကုန်ဖြုတ်ယူပြီးတော့ထွက်ပြေးသွားခဲ့တာဖြစ်နိုင်လောက်ပါတယ်။လူသက်သမားတွေကသဲလွန်စာတွေအကုန်လုံးကိုဖျောက်ပြက်သွားနိုင်ခဲ့ပြီဆိုပြီးတော့ထင်ခဲ့ပေမဲ့သူတို့တစ်ခုကိုတော့မိသွားခဲ့ပါတယ်။အဲ့ဒါကတော့ဒီလမ်းတွေမှာတက်ဆင်ထားတဲ့လုံခြုံရေးကင်မရာတွေပဲဖြစ်ပါတယ်။ချင်းမိုင်မြို့ရဲတပ်ဖွဲ့ကမြို့အနှံ့မှာတက်ဆင်ထားတဲ့ကင်မရာတွေကိုအပူတပြင်းလိုက်လံစစ်ဆေးခဲ့ရမှာတော့အင်မတန်အဖိုးတန်နဲ့သဲလွန်စာတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်။အဲ့ဒါကတော့ချင်းမိုင် Hawk လမ်းမပေါ်က Big C Handown မီးပွိုင်လမ်းစုံမှာရှိတဲ့စောင့်ကြည့်ကင်မရာပဲဖြစ်ပါတယ်။အဲ့ဒီကင်မရာထဲမှာ Miss Wanny ပျောက်ဆုံးသွားခဲ့တဲ့အချိန်ဝန်းကျင်တုန်းကသူ့ရဲ့အခုလည်းပျောက်ဆုံးနေတဲ့တန်မိုးကြီး BMW ကားကိုမောင်းနှင်သွားတဲ့မတင်ငါဆရာမြင်ကွင်းကိုအတိုင်းသားမှတ်တမ်းတင်ထားနိုင်ခဲ့တာပါ။ချင်းမိုင်မျိုးရဲ့ Big C Handown မီးပွိုင်းကကင်မရာမှာ Miss Wanny ရဲ့ BMW ကားကြီးဖြတ်မောင်းသွားတာကိုတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ရဲတပ်ဖွဲ့ကအရေးကြီးတဲ့သင်းလွန်စနောက်ထပ်2ခုကိုလည်းထပ်မံဖော်ထုတ်နိုင်ခဲ့တယ်။ပထမတစ်ခုကတော့အဲ့ဒီကားကပ်ပြားယူတဲ့နေရာကိုဖြတ်တန်းနေတဲ့အချိန်မှာကင်မရာထဲမှာကားမောင်းသူရဲ့လက်မောင်းကိုလှမ်းပြီးတော့မြင်လိုက်ရတာအဲ့ဒီလက်မောင်းပုံစံအရဆိုရင်အမျိုးသားတစ်ယောက်ရဲ့လက်မောင်းဖြစ်ကြောင်းသေချာသလောက်ရှိနေပါတယ်ဆိုလိုတာကအဲ့ဒီကားကိုမောင်းတဲ့သူက Miss Wanny မဟုတ်တာတော့သေချာနေပါပြီဒုတိယသဲလွန်စားကတော့ Miss Wanny ရဲ့ဘဏ်ကတ် ATM ကတ်တွေပဲဖြစ်ပါတယ်အဲ့ဒီကတ်တွေကို2019ခုနှစ်အောက်တိုဘာလ17ရက်နေ့မှာချင်းမိုင်မြို့မှာပထမဆုံးအကြိမ်ငွေထုတ်ယူခဲ့တာကိုတွေ့ရပြီးတော့အဲ့ဒီနောက်မှာတော့တရားခံလို့ယူဆရတဲ့သူကချင်းရိုင်းချင်းမိုင်လမ်ပန်းစတဲ့မြောက်ပိုင်းခရိုင်အနှံ့က ATM ဆက်တွေစီကိုလှည့်လည်ပြီးတော့ငွေတွေတောက်လျှောက်လိုက်ပြီးတော့ထုတ်ခဲ့ပါတယ်။တရားခံလို့ယူဆရတဲ့သူကပို့ပြီးတော့ပါနက်တာကတော့ငွေထုတ်တဲ့အချိန်တိုင်းမှာ ATM ဆက်ရဲ့လုံခြုံရေးကင်မရာကိုသူ့ရဲ့လက်နဲ့တေချာပိတ်ပြီးတော့မှငွေထုတ်ယူခဲ့တာပဲဖြစ်ပါတယ်။အလောင်းကိုအောက်တိုဘာ29ရက်နေ့မှာတွေ့ခဲ့တာမလို့နောက်တည့်ရက်အောက်တိုဘာ28ရက်နေ့မှာတော့ရဲတပ်ဖွဲ့ကအိမ်နီးနားချင်းတွေနဲ့ဒေသခံတွေကိုလိုက်လံစစ်ဆေးခဲ့ကြတယ်။အဲ့မှာဒီအမှုရဲ့အလှည့်ပြောင်းတစ်ခုလည်းဖြစ်လာတယ်။ဒေသခံတွေရဲ့ပြောပြချက်အရဆိုရင် Miss Wanny မပြောက်ဆုံးခင်ကလေးကသူ့ရဲ့အိမ်ရှိမှာလာပြီးတော့ချောင်းမြောင်စောင့်ဆိုင်နေတတ်တဲ့အမျိုးသားတစ်ယောက်ရှိတယ်လို့ဆိုပါတယ်။ရဲတပ်ဖွဲ့ကခြေရခံလိုက်တဲ့အခါမှာတော့အဲ့ဒီလူကအသက်39နှစ်အရွယ်လမ်ပန်းခရိုင်သား 9M ခေါ် Withon Cedarburg ဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီနေရာကစပြီးတော့အမှုဖြစ်ပွားခဲ့တဲ့အချိန်ကာလဒီ timeline ကိုလည်းတည်တည်ချာချာလေးသိရှိခဲ့ရတယ်။အစတော့ကဆိုရင်လူတွေက Miss Wanny ကအောက်တိုဘာ18ရက်နေ့လောက်မှပျောက်သွားတာဆိုပြီးတော့ထင်ခဲ့ကြပေမဲ့တကယ်တမ်းစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့
အောက်တိုဘာ12ရက်နေ့နဲ့13ရက်နေ့တွေမှာဖုန်ကြီးကျောင်းတစ်ခုမှာလှုပ်တဲ့အလူပွဲကိုသွားဖို့ Miss Wendy သူကဂတိပေးထားခဲ့တယ်ဆိုပေမဲ့တကယ်တမ်းကျတော့အဲ့ဒီနေ့တွေကလေးကရောက်မလာခဲ့တာပါဆိုလိုတာကတော့ Miss Wendy ကအဲ့ဒီ 9M ဆိုတဲ့လူလာပြီးတော့ချောင်းနေတဲ့အောက်တိုဘာ17ရက်နေ့ကလေးကအသက်ခံလိုက်ရပြီးတော့ရေခဲတစ်တာထဲမှာနှစ်ပတ်ကျော်ကြာအောင်အလောင်းပြောက်ခံထားရတာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီ 9M ဆိုတဲ့လူကဘာတူလဲ Miss Wendy နဲ့ကောဘယ်လိုမျိုးပတ်သက်မှုတွေရှိနေတာလဲနားလည်အောင်ရှင်းပြရမယ်ဆိုရင် 9M ဆိုတာကဒီထိုင်းနိုင်ငံချင်းမိုင်မြို့မှာဒီစုံချောင်လိုမျိုးလိုင်းကားလေးတွေရှိတယ် 9M ကဆိုရင်ချင်းမိုင်ထုံတောင်ဟော့အဲ့ဒီ line ကိုမောင်းနေအဝါရောင်လိုင်းကား driver တူပါလူတွေကတော့သူ့ကိုလူမှုဆက်ဆံရေးကောင်းမွန်ပြီးတော့ခရီး theory အပေါ်ယဉ်ကျေးပြူငါတဲ့သူဆိုပြီးတော့သိထားကြတာဒီလိုနဲ့ဒီအမှုမဖြစ်ခင်လွန်ခဲ့တဲ့လအနည်းငယ်လောက်တုန်းကသူကအကြောင်းပြချက်မရှိဘဲနဲ့အဲ့ဒီ line ကားမောင်းတာကိုရပ်နာလိုက်ပြီးတော့ Grab လိုမျိုးဒီ application ကနေပြီးတော့ဒီ customer တွေက book လုပ်ပြီးတော့ဒီကားမောင်းရတဲ့စနစ်တစ်ခုမှာ driver အနေနဲ့ပြောင်းပြီးတော့လုပ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီအလုပ်ကိုလည်းသူကမကြခင်မှာပဲပြန်ပြီးတော့အပ်လိုက်တယ်။သူ့မှာဇနီးနဲ့သားသမီး2ယောက်ရှိခဲ့ပြီးမြဲအလုပ်တွေနားလိုက်တဲ့အချိန်ဝန်းကျင်မှာပဲအိမ်တော်ကြီးပြက်ပြားပြီးတော့ကွာရှင်းခဲ့ကြပါတယ်။ဒီ 9M နဲ့ Miss Wendy တို့ဘယ်လိုမျိုးတီးခဲ့ကြတာလဲဆိုတော့ 9M ကဒီ Wat Pradesh စီချုံတောင်းဖုန်ကြီးကျောင်းကတီလာရှင်တွေတရားလာပြီးတော့ထိုင်တဲ့အဖွဲ့ကိုကားမောင်းပြီးတော့ပို့ရတာအဲ့ဒီအဖွဲ့မှာဆိုရင်အခုပြောတဲ့ Miss Wendy ကလည်းပါခဲ့တာ Miss Wendy ကဆိုရင်လည်းဒီချင်းမိုင်ကိုသူရောက်တဲ့အခါမှာအိမ်မှာတယောက်တည်းနေထိုင်နေရှိပြီးတော့ကားကိုလည်းသူကမမောင်းတတ်ဘူး line ကားတွေ taxi တွေကိုအမြဲတမ်းမခေါ်ခြင်းတဲ့အတွက်ကြောင့်တရက်မှာတော့ဒီ 9M နဲ့စုံမိရာကနေစိတ်ချရပုံပေါ်တဲ့ 9M ကိုပဲလေစိတ်အကြိုအပိုးနဲ့ဘာသာရေးပွဲတွေသူသွားတဲ့အခါမှာသူ့ရဲ့ကိုယ်ပိုင်တီးသက် driver အနေနဲ့ငှားရမ်းခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့ပြောရမယ်ဆိုရင်တော့သူတို့နှစ်ယောက်ကအလုတ်ရှင်နဲ့အလုတ်သမားလူယုံတပည့်အရင်တွေလိုမျိုးဖြစ်နေခဲ့ကြတာဒါပေမဲ့ 9MC မှာစီးပွားရေးအချက်အသေးတွေအကြီးအကျယ်ရှိနေခဲ့တာကိုတော့ Miss Wendy မသိခဲ့ဘူးပေါ့လေရဲတပ်ဖွဲ့ကငွေကြေးစီးဆင်းမှုစစ်ဆေးချက်တွေအရဆိုရင် 9M က Miss Wendy ပျောက်ဆုံးသွားတဲ့အချိန်ဝန်းကျင်မှာတင်သူကွာရှင်းထားတဲ့ဇနီးဟောင်းစီကိုကလေးတွေအတွက်ပစ္စည်းဝယ်ဖို့နဲ့အကျွေးတွေဆက်ဖို့ဆိုပြီးတော့ငွေအမြောက်အများလွှဲပေးခဲ့တာကိုတွေ့ရှိခဲ့ရတယ်။အဲ့ဒီငွေတွေကဆိုရင် Miss Wendy ပျောက်ဆုံးသွားတဲ့ဘဏ်ကတ်တွေထဲကထုတ်ယူထားတဲ့ငွေတွေဖြစ်ဖို့ကရာနှုန်းပြည့်တေချာနေပါတယ်။ဒီသတင်းအချက်အလက်တွေသိတဲ့အချိန်မှာဆိုရင် 9M ကချင်းမိုင်မျိုးနဲ့သူ့ရဲ့ဇာတိဖြစ်တဲ့လမ်းပန်းခရိုင်ကနေပါလုံးဝပျောက်ဆုံးပြီးတော့တိမ်းရှောင်သွားခဲ့ပြီးရဲတပ်ဖွဲ့ကသူ့ကိုအဓိကတရခန့်အနေနဲ့သတ်မှတ်ပြီးတော့ဖမ်းဝရမ်းထုတ်ပြီးတော့အပူတပြင်းလိုက်လံရှာဖွေခဲ့ကြတယ်။တရခန့်ဖြစ်သူ 9M က ATM ဆက်တွေမှာငွေထုတ်တိုင်းလုံခြုံရေးကင်မရာကိုလက်နဲ့ကွယ်ပိတ်ပြီးတော့အင်မတန်ပါးနှက်ပြီးတော့သဲလွန်စဖျောက်ခဲ့တယ်နော်။ဒါပေမဲ့လေမိုးပြိုလို့ရှိရင်မြေပြင်မဲခံရမယ်ဝစ်ဆိုတာနောက်ကနေလိုက်တက်တယ်ဆိုသလိုပဲရဲတပ်ဖွဲ့ကအဲ့ဒီဗီဒီယိုမှတ်တမ်းတွေကို 9M ရဲ့ဇနီးဟောင်းစီပေးပို့ပြီးတော့အတီးပြုတ်ခိုင်းခဲ့ပါတယ်။ဇနီးဟောင်းဖြစ်တဲ့သူကလည်းဗီဒီယိုကိုကြည့်ပြီးရတဲ့ချက်ချင်းပဲဒါ 9M တေချာပါတယ်ဆိုပြီးတော့အဖြေပေးခဲ့တယ်။အကြောင်းအရင်းကတော့ကင်မရာကို 9M ကလက်နဲ့အုပ်ထားတယ်ဆိုပေမဲ့သူဝစ်ဆင်ထားတဲ့လက်ပတ်နာရီပုံစံနဲ့စီးထားတဲ့ဖက်နှက်တွေကသူ့ရဲ့အသုံးအဆောင်တွေဖြစ်နေလို့ပါပဲဒီသက်သေတွေကြောင့်ပဲရဲတပ်ဖွဲ့က Miss Wendy ရဲ့ဘန်ကတ်တွေကိုကင်ထားတဲ့ 9M ကိုတရခန့်အစ်စ်အနေနဲ့ယာနှုံးပြည့်အတီးပြုတ်လိုက်နိုင်ခဲ့ပါတယ်အစတော့ကဆိုရင်တော့ 9M ကိုတန်တရားရှိတဲ့သူအနေနဲ့ပဲသတ်မှတ်ထားတာအခုဒီအချက်လက်တွေသိသွားတဲ့နောက်မှာတော့လုံးဝဒီလူကတရခန့်အစ်စ်ဆိုတာသိကြတယ်ဆိုပြီးတော့ရာနှုံးပြည့်အတီးပြုတ်လိုက်တာပါ2019ခုနှစ်အောက်တိုဘာ29ရက်နေ့မှာတော့ရဲတပ်ဖွဲ့က 9M ကိုလူသေးဆုံးမှုဖြစ်စေတဲ့အထိလူရဲမှုလူသက်မှုတရားမဝင်ပစ္စည်းလက်ခံမှုစတဲ့ပြစ်မှုတွေနဲ့တရားဝင်ဖမ်းဝရမ်းထုတ်ပြန်လိုက်တယ်အဲ့ဒီနေ့မှာပဲအမှုအတွက်အရန်အရေးပါတဲ့တဲလွန်စာအသစ်တွေထပ်ပြီးတော့ပေါ်လာတယ်။ချင်းမိုင်မျိုးစရာဖီခရိုင်တဲကကုံတိုင်းတစ်ခုရဲ့ဘေးနားမှာရှိတဲ့မြေကွက်လက်အဲ့မြေကွက်လက်ကြီးကအဲ့ထဲမှာတော်ရိုင်းဒီမြက်ပင်တွေပေါက်နေတာအဲ့ဒီထဲမှာဆိုရင် Miss Wendy ရဲ့ပျောက်ဆုံးနေတဲ့အဖြူရောင် BMW X1 ကားကြီးကိုနံပါတ်ပြားဖြုတ်ပြီးတော့စွန့်ပစ်ထားတာကိုတွေ့ရှိခဲ့ရပါတယ်ထူးခြားတာကလေအဲ့ဒီကားရဲ့ဘယ်ဘက်တကားကားဆိုရင်အဲ့ဒီတကားကြားထဲမှာတစ်ကိုင်းခြောက်တွေကညှက်နေတာဒါဘာကိုပြလဲဆိုတော့တရားခံဖြစ်တဲ့သူကအရန်ကို
ထိတ်လန့်တုန်လှုပ်ပြီးတော့ကားတကားကိုကြပြကြရဖွင့်မယ်အဲ့ဒီနောက်မှာတော့အဲ့ကားတကားကိုပြန်ပိတ်ပြီးရနဲ့အမြန်သူထွက်ပြေးခဲ့လို့သာသူ့ရဲ့ဒီကားတကားကြားထဲမှာတစ်ကိုင်းတွေညက်နေတာကိုသတိမထားမိခဲ့တဲ့သဘောပေါ့လေဒါတွေမကသေးဘူးအဲ့ဒီတစ်ကိုင်းတွေညက်နေတဲ့နေရာကဆိုရင်ဘေးကခရီးသည်ထိုင်တဲ့ထိုင်ကုန်တကားဖြစ်နေတာကားမောင်းတဲ့သူအပြင်ဘေးမှာပါလူတယောက်ရှိနေခဲ့တယ်ဆိုတဲ့သဘောမလို့ရဲတပ်ဖွဲ့ကဒီအမှုမှာအ ਨੇ ဆုံးတရက်ခန့်2ယောက်ရှိရမယ်လို့ပို့ပြီးတော့ထင်ထင်ရှားရှားကောက်ချက်ချနိုင်ခဲ့ပါတယ်ဒီလိုနဲ့တရက်ခန့်ကချင်းမိုင်ကနေကီလိုမီတာရာနဲ့ချီဝေးတဲ့ထိုင်းနိုင်ငံတောင်ပိုင်းကရာရောင်းခရိုင်အထိရောက်ရှိသွားခဲ့တယ်အောက်တိုဘာ29ရက်နေ့တုန်းကကင်မရာမှတ်တမ်းတစ်ခုမှာဆိုရင် 9M ကကားတစ်စီးကိုမောင်းနှင်သွားပြီးတော့သူ့ရဲ့ဘေးမှာအမျိုးသမီးငယ်တဦးလိုက်ပါသွားတာကိုဖမ်းမိခဲ့တယ်။သူတို့နှစ်ယောက်ကရာရောင်းခရိုင်ကစမတ်ကျွန်းကိုကူးဖို့တင်မောစိတ်ကိုသွားခဲ့ကြပြီးတော့အဲ့ဒီကျွန်းပေါ်ကအပန်းဖြေစခန်း resort တစ်ခုမှာတညအတူတဲခိုခဲ့ကြတယ်။နောက်တရက်အောက်တိုဘာ28ရက်နေ့မှာတော့ကျွန်းပေါ်ကနေပြန်ဆင်းလာပြီးတော့ဘန်ဖီနယ်မြေက ATM ဆက်တစ်ခုမှာငွေတွေထပ်ပြီးတော့ထုတ်ပါတယ်။အဲဒီနောက်မှာတော့ဆိုင်ကယ်ကယ်ရီတစ်စီးကိုငှားပြီးတော့ကားအငှားဆိုင်တစ်ဆိုင်ကိုသွားတယ်။အဲဒီကားဆိုင်ကနေပြီးတော့ကားတစ်စီးငှားရမ်းပြီးတော့ဘန်ကောက်မြို့ရဲကိုအမြန်ဆုံးထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်အထိသူက Miss Wendy ရဲ့ကတ်ထဲကနေငွေပေါင်းဘတ်1.2 တန်းကျော်ကိုထုတ်ယူသုံးစွဲပြီးပါပြီ။ဒီနေရာမှာလေ Cherry ကအားမလို့အားမရဖြစ်လာပြီးတော့ရဲတွေကလေဒီတရက်ခါငွေတွေကိုတောက်လျှောက်ထုတ်နေတာကိုသိရသားနဲ့ငွေတွေမကုံသွားအောင်ဘာဖြစ်လို့ဘန်ကောက်ကို freeze မလုပ်ပစ်တာလဲဘာဖြစ်လို့လွှတ်ထားရတာလဲဆိုပြီးတော့စဉ်းစားမိခဲ့ပါသေးတယ်နောက်တော့မှ Cherry ဖတ်ကြည့်တော့အဲ့ဒါကရဲတွေရဲ့ငစာချပြီးတော့ခြေရာခံတဲ့ view ဟာပါမိတ်ဆွေတွေနားလည်အောင်ရှင်းပြရမယ်ဆိုရင်အကယ်၍ရဲတပ်ဖွဲ့ကသာသွေးပူပြီးတော့ဘန်ကောက်ကိုချက်ချင်းပိတ်ပစ်လိုက်မယ်ဆိုရင်တရက်ခန့်ကငွေထုတ်လို့မရတော့တဲ့အတွက်သူ့စီမှာရှိတဲ့ကတ်တွေကိုလွှတ်ပစ်ပြီးတော့လုံးဝခြေရလက်ရဖျောက်ပြီးတော့အပီးတိုင်ပုံးရှောင်သွားနိုင်ပါတယ်ဒါပေမဲ့အခုလိုမျိုးကတ်တွေကိုဖွင့်ပေးထားရင်တော့တရက်ခန့်ဆိုတဲ့လူတွေကရလေလိုလေအိုတစီနော်ဒီတော့ तू ထွက်ပြေးတဲ့လန်ခီမှာစားတောက်ဖို့တဲခိုဖို့အဲ့ဒီထဲမှာငွေတွေရှိနေရကို तू ကတွေ့နေရတော့ तू အထက်ကတလဲလဲထုတ်ယူနေရပေါ့လေ तू ငွေထုတ်လိုက်တဲ့အချိန်တိုင်းဒီဆက်တိုင်းမှာဆိုရင်ရဲတွေအတွက်ကတော့ तू အခုဘယ်ခရိုင်ဘယ်လန်းနားကိုရောက်နေပြီလဲဆိုတာကိုအတိအကျညွှန်ပြနေတဲ့အချက်ပြတွေဖြစ်လာတယ်။ရဲတပ်ဖွဲ့က ATM ကတ်တွေထုတ်ယူမှုကိုဗျူဟာမြောက်ဖွင့်ထားပေးခဲ့လို့သာသူကချင်းရိုင်းလမ်ပန်းရာရောင်းနဲ့ဘန်ကောက်မြို့တွေစီလှည့်လည်ထွက်ပြေးနေတဲ့လမ်းကြောင်းတွေကိုခြေရာခံနိုင်ခဲ့တာပါ။ဒါမဲ့တရခန်ကအရန်ကိုလှည့်မြန်လွန်တဲ့အတွက်ကြောင့်ရဲတပ်ဖွဲ့ရောက်သွားတဲ့အချိန်မှာဆိုရင် तू ကနောက်ထပ်ခရိုင်တစ်ခုကို1ရက်2ရက်လောက်ကြိုပြီးတော့လက်ဦးမှုယူပြီးတော့ထွက်ပြေးသွားနေပြီးသားဖြစ်နေခဲ့ပါတယ်။ဒီလိုမျိုးအခြေအနေတင်းမာနေအောင်မှာပဲရဲတပ်ဖွဲ့ကအကူအညီတောင်းထားတဲ့ 9M ရဲ့ဇနီးဟောင်း Miss Tip စီကနေပြီးတော့အင်တန်အရေးပါတဲ့အတန်ဖိုင်တက်သေးတခုရဲတပ်ဖွဲ့စီရောက်ရှိလာခဲ့တယ်။အဲ့ဒီအတန်ဖိုင်ကဆိုရင် 9M နဲ့သူ့ရဲ့ဇနီးဟောင်း Miss Tip တို့လှုပ်ဝက်ဖုံးပြောထားတဲ့အတန်မှတ်တမ်းဖြစ်ပါတယ်။သဘောကတော့သူ့ရဲ့ဇနီးဟောင်းကသူ့စီကို 9M ဖုန်းခေါ်တဲ့အချိန်မှာခိုးပြီးတော့ record လုပ်ထားတဲ့အတန်ဖိုင်ပေါ့လေ Miss Tip ကဆိုရင် 9M တယောက်က Miss Wendy ရဲ့ဘန်ကတ်တွေကိုခိုးယူပြီးတော့ထွက်ပြေးနေပြီဆိုတာသိထားတဲ့အတွက်သူ့ကိုဥပဒေအောက်မှာအလင်းဝင်ဖို့လာပြီးတော့အမြန်ဆုံးအဖမ်းခံဖို့ငိုယိုပြီးတော့ဖြောင်းပြထားတာကိုကြားရတယ်။အတန်ဖိုင်ထဲမှာတော့ 9M ကရှိုက်ကြီးတင်ရင်ငိုကြွေးပြီးတော့ဝန်ခံစကားတွေပြောနေခဲ့တာ။သူတမင်လောက်တာမဟုတ်ဘူးသူ့ကိုဓမြခိုင်တစ်ခုကအတင်းကျပ်အကြက်ကင်တဲ့အတွက်ကြောင့်အလောင်းကိုရေခဲတစ်တာတဲ့သူကထဲခဲ့ရတာသူကဆိုရင်လေဘတ်3သိန်းခွဲပဲရတာအဓိကလုပ်တဲ့သူကအရက်ဝိုင်းမှာသူစပြီးတော့တီးခဲ့တယ်မစ္စတာတွမ်ဆိုတဲ့သူအဲ့ဒီလူကသူ့ကိုတနက်နဲ့ထောက်ပြီးတော့အလောင်းဖြောက်ခိုင်းလို့ကြောက်ပြီးတော့ကုလုံးပေးခဲ့ရတာပါဆိုပြီးတော့ငိုယိုပြီးတော့ပြောနေခဲ့တာဇနီးဟောင်းဖြစ်သူ Miss Tip ကဒါဆိုရင်နေမဲ့အလောင်းကိုဘီလက်မြေတွေနဲ့လောင်းခဲ့တာလားဆိုပြီးတော့မေးတဲ့အခါမှာတော့ 9M ကတုံလုံးထောက်ချနေရဲ့အသက်နဲ့အဲ့ဒီအကြောင်းတွေထပ်ပြီးတော့မပြောပါနဲ့တော့ငါတကယ်ကြောက်လို့ဆိုပြီးတော့ဖြေထားတာကိုကြားရတယ်။ဒါတွေမကဘူး Miss Tip က Miss Wendy မသိဆုံးခင်က Miss Wendy နဲ့အတူတူတွဲသွားတွဲလာလှုပ်လက်ရှိတဲ့ရောက်ကရှာတယောက်အကြောင်းကိုလှမ်းပြီးတော့မေးတဲ့အခါမှာ
9M ကချက်ချင်းပဲဟုတ်တယ်အဲ့ဒီရောက်ကရှာကပဲနောက်ကနေပြီးတော့အကုန်လုံးကိုကြိုးကင်ပြီးတော့အစေခိုင်းခဲ့တာဒီတော့သူကိုယ်တိုင်တက်ခဲ့တာမဟုတ်ဘူးဆိုပြီးတော့ငိုယိုပြီးတော့လည်းညင်းဆိုခဲ့တာအဲ့ဒီအတန်ဖိုင်ကြောင့်ပဲဒီအမှုထဲမှာ Mr. Tom ဆိုတဲ့ကျေးစားလူသက်သမားနဲ့ဒီ Miss Wendy နဲ့နီးစပ်ခဲ့တဲ့ရောက်ကရှာဆိုတဲ့ဇက်ကောင်အသစ်2ယောက်ကထပ်မံပြီးတော့ပေါ်ထွက်လာခဲ့တယ်ရဲတပ်ဖွဲ့ကဆိုရင်အမှုကိုနှစ်ပိုင်းခွဲလိုက်ပြီးတော့တစ်ဖွဲ့ကတော့အဲ့ဒီရောက်ကရှာနဲ့ Mr. Tom ကိုလိုက်လံစုံစမ်းခဲ့တယ်လို့နောက်တစ်ဖွဲ့ကတော့ 9M အနောက်ကိုပဲတောက်လျှောက်လိုက်လံခဲ့တယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ကလေဒီ 9M ရဲ့ social media ဒီ Facebook နဲ့သူ့ရဲ့နောက်ကျောင်းကိုထပ်ပြီးတော့စစ်ဆေးလိုက်တဲ့အခါမှာတော့ဒေါသထွက်စရာကောင်းတဲ့အမှန်တရားအလုံးကိုမြင်လိုက်ရပါတယ်။ 9M ကဆိုရင်သူ့ရဲ့ဇနီးဟောင်း Miss Tip ကိုဖုန်းပြောနေတဲ့အချိန်မှာတော့နောင်တရတယ်လို့နဲ့ငိုယိုပြခဲ့တယ်ဆိုပေမဲ့သူခေါ်သွားတဲ့သူနဲ့အတူတူရှိနေတဲ့ Miss Nam ဆိုတဲ့အမျိုးသမီးနဲ့ကြတော့သူက bra round ကန်းချီမှာအပန်းပြေနေတဲ့အချိန်မှာတော့ social media ပေါ်မှာပျော်ရွှင်မြူးတူးနေတဲ့ပုံတွေကိုအများပြားတင်ခဲ့တာသူ့ရဲ့စာသားတွေကဆိုရင်လေလေညင်းလေးတွေနဲ့လမ်းဆန်းပြီးတော့ဘွားကတိတ်ပြီးတော့ကောင်းတာပဲငါ့ကိုအထင်သေးခဲ့တဲ့လူတွေကိုကျေးဇူးတင်တယ်ကန်ရဲ့အကျိုးကအလုတ်ပေါ်မှာပဲမူတည်ရဲဆိုပြီးတော့သူတပားရဲ့အသက်ကိုတက်ပြီးတော့ရလာတဲ့ငွေတွေနဲ့တုံးဖြုံးနေတာကိုဂုံယူဝင့်ကြွားစွာတင်ခဲ့တာပဲဖြစ်ပါတယ်။ဒါဘာကိုပြနေလဲဆိုတော့ 9M ရဲ့ငိုတန်တွေဝန်ခံချက်တွေကသူ့ရဲ့ဇနီးဟောင်းကိုအသုံးချပြီးတော့ရဲတပ်ဖွဲ့ကိုလမ်းကြောင်းလွဲအောင်လိန်ညာလှည့်ပြားခဲ့တဲ့ပြောရရင်မိချောင်းမျက်ရည်ပေါ့နော်အဲ့လိုမျက်ရည်တသက်ဖြစ်တယ်ဆိုတာကိုရဲတပ်ဖွဲ့ကရိပ်မိသွားခဲ့ပါတယ်ရဲတပ်ဖွဲ့က 9M ရဲ့လိမ်လည်မှုတွေကိုသိသွားပြီးတဲ့နောက်မှာတော့သူပြောခဲ့တဲ့ Mr. Tom နဲ့ရောက်ကရှာအကြောင်းအမှန်အမှားတေးသေးချာချာခွဲခြားဖို့လဲစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကိုဖြန့်ကျက်လိုက်တယ်အဲ့လိုလိုက်လံစုံစမ်းနေရင်းနဲ့ရဲတပ်ဖွဲ့ကအင်တန်ထူးခြားပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့တတိယမြောက်တန်တရားရှိတဲ့သူတအုပ်ကိုထပ်မံခြေရာခံမိခဲ့ပါတယ်။အဲ့ဒီလူကတော့ Miss Wendy ရဲ့ BMW ကားကြီးကိုချင်းမိုင်ကတော်ရိုင်းမြေကွက်လက်တစ်ခုမှာတွားရောက်စွန့်ပစ်ခဲ့တဲ့ဖြစ်စဉ်မှာတိုက်ရိုက်ပါဝင်ကူညီခဲ့တဲ့သူဖြစ်ဖို့ရာနှုန်းပြည့်သေချာနေပါတယ်။ရဲတပ်ဖွဲ့ရဲ့နောက်ဆုံးရရှိတဲ့သတင်းအရဆိုရင်အဲ့ဒီတရားခံအသစ်ကချင်းမိုင်တက္ကသိုလ် CMU နောက်ကျော်ဘက်နေမြေထဲမှာပုံအောင်နေတယ်ဆိုပြီးတော့ခြေရာခံမိခဲ့ပြီမဲ့သူကလေအင်တန်လက်ဦးမှုညံတဲ့အတွက်ကြောင့်ရဲတပ်ဖွဲ့မရောက်ခင်မှာပဲထပ်မံထွက်ပြေးလွတ်မြောက်သွားခဲ့ပြန်ပါတယ်။အလောင်းကိုတွေ့ရှိပြီးတော့3ရက်မြောက်နေ့ဖြစ်တဲ့2019ခုနှစ်အောက်တိုဘာ30ရက်နေ့မှာတော့အမှုအတွက်အရေးကြီးတဲ့သဲလွန်စားတစ်ခုကိုမမျှော်လင့်မဲနဲ့ချင်းမိုင်မိရထားဘူတာကြီးမှာတွေ့ရှိခဲ့ရတယ်။ဘလို့လဲဆိုတော့ဘူတာယုံကတန့်ရှင်းဝန်ထမ်းတဦးကအမျိုးသားအိမ်သာကိုတန့်ရှင်းလုပ်နေရင်းနဲ့အိမ်သာရဲ့အနောက်မှာဒီရေကန်အဖုံးကိုဖွင့်လိုက်တဲ့အချိန်မှာထိတ်လန့်သွားခဲ့ရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီရေလောင်ကန်ထဲမှာကားနံပါတ်ပြားတစ်ခုကိုဝှက်ထားတာကိုတွေ့ရတာ။အဲ့ဒီနံပါတ်ပြားနံပါတ်ကတော့9369ဖြစ်ပြီးတော့တိတ်ဆုံးသူ Miss Wendy ရဲ့ BMW X1 ကားကနေဖြုတ်ယူလာတဲ့နံပါတ်ပြားအစစ်အမှန်ဖြစ်နေတယ်။ရဲတပ်ဖွဲ့ကဒီဘူတာယုံထဲကလုံခြုံရေးကင်မရာဒီ CCTV တွေကိုနောက်ပြန်လှန်ပြီးတော့အပူတပြင်းစစ်ဆေးခဲ့လိုက်တဲ့အခါမှာတော့ထူးဆန်းတဲ့အမျိုးသားတဦးရဲ့လှုပ်ရှားမှုတွေကိုအတိအကျဗီဒီယိုမှတ်တမ်းရရှိခဲ့ပါတယ်။အဲဒီလူရဲ့နာမည်ကတော့ Mr. Tira Rook လို့ခေါ်ပါတယ်။ကင်မရာမှတ်တမ်းအရဆိုရင်အောက်တိုဘာ28ရက်အလောင်းတွေ့ပြီးနောက်တရက်ပေါ့လေ။အဲ့ဒီနေ့မွန်းလွဲ1:52မိနစ်မှာTira Rook ကဘူတာယုံထဲကိုဝင်လာပြီးတော့ဘန်ကောက်သွားမဲ့ရထားလက်မှတ်ကိုလာဝယ်တယ်။အဲ့ဒီနောက်အပြင်ကိုပြန်ထွက်သွားပြီးတော့ညနေ9:39မိနစ်မှာအဲ့ဒီဘူတာယုံထဲကိုတစ်ခေါက်ပြန်ဝင်လာခဲ့တယ်။အဲ့ဒီနောက်မှာတော့အမျိုးသားအိမ်သာထဲကိုဝင်သွားပြီးတော့3နှစ်ကြာပြီးတဲ့နောက်9:42မိနစ်မှာအိမ်သာထဲကနေပြန်ထွက်လာခဲ့တယ်။အဲ့ဒီ3မိနစ်အတွင်းမှာပဲဒီကားနံပါတ်ပြားကိုအဲ့ဒီအိမ်သာရဲ့ရေကန်ထဲကိုထည့်ပြီးတော့ဝှက်ခဲ့တာပါ။အိမ်သာထဲကနေထွက်လာပြီးတဲ့နောက်မှာတော့သူကဘန်ကောက်ကိုသွားမယ်အမှတ်30ရထားတွင်အတွဲနံပါတ်12ခုံနံပါတ်21ပေါ်ကိုချက်ချင်းတက်ပြီးတော့ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။ရဲတပ်ဖွဲ့ကတဲလွန်စားတွေအတိုင်းနောက်ကနေထက်ချက်မကွာလိုက်လံဖမ်းဆီးခဲ့ရမှာတော့နောက်ဆုံးမှာတော့တီရာရုပ်ကို
အမိအယဖန်ဆီးနိုင်ခဲ့တဲ့စစ်ဆေးမြင်းမြန်းတဲ့အခါမှာအဲ့ဒီလူကငိုယိုပြီးတော့ရှောက်လဲခဲ့တယ်။သူကလူသက်မှုမှာလုံးဝမပါဝင်ခဲ့ဘူး။ 9M ကကားတစီဖြောက်ပြက်ပေးဖို့ပဲအကူအညီတောင်းလို့ကူညီပေးခဲ့တာ။နောက်တော့မှသတင်းတွေထဲမှာ 9M ကသီလရှင်ကြီးကိုတက်ပြီးတော့ရေခဲတစ်တာထဲထည့်ခဲ့တယ်ဆိုတာသိလိုက်ရတဲ့အတွက်ကြောင့်အဲ့ဒီအခါကျမှသာကြောက်လန့်တကြားနဲ့ကားကိုတောထဲမှာသွားစွန့်ပစ်ပြီးတော့နံပါတ်ပြားကိုအိမ်သားထဲမှာဝှက်ပြီးတော့ဘန်ကောက်ကိုထွက်ပြေးခဲ့တာဆိုပြီးတော့ထွက်ဆိုခဲ့တယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ကတော့သူ့ရဲ့စကားကိုအပြည့်အဝမယုံကြည်သေးဘဲနဲ့တက်တည်အထောက်ထားဖျောက်ဖျက်မှုနဲ့သူ့ကိုဖမ်းဆီးအရေးယူထားလိုက်တယ်။ဒီအတော်အတွင်းမှာပဲ 9M ရဲ့အတန်ဖိုင်ထဲမှာကာယကံရှင်အနေနဲ့ဆွဆွဲခြင်းခံရတဲ့ Miss Wendy ရဲ့ရောက်ကရှာတငယ်ချင်းMiss Om ကလည်းရဲစခန်းကိုရောက်လာတယ်။ဘယ်ကနေဘလို့မျိုးရောက်လာလဲဆိုတော့သတင်းမီဒီယာအချို့မှာ 9M ကသူ့ကိုတရက်ခန့်ခေါင်းကြီးဆိုပြီးတော့ဆွဆွဲထားတဲ့သူ့ရဲ့ဇနီးဟောင်းနဲ့ 9M နဲ့ပြောနေတဲ့အတန်ဖိုင်ပြန့်သွားတဲ့အခါမှာတော့ Miss Om ကအကြီးအကျယ်မကြေမနက်ဖြစ်ခဲ့ရတယ်။ဒါနဲ့သူကရဲစခန်းကိုသူကိုယ်တိုင်လာပြီးတော့ကျမနဲ့ Miss Wendy ကတရားစခန်းတစ်ခုမှာတိကျွမ်းခဲ့တာမှန်နေဆိုပေမဲ့ဒီလူတက်မှုနဲ့လုံးဝမပတ်သက်ဘူး။ 9M ကသူ့ရဲ့အပြစ်ကိုလွှဲချဖို့ကျမကိုနာမည်ဖြတ်ဆွဆွဲတာပါလို့ညင်းဆိုခဲ့ပြီးတော့ 9M ကိုအသက်ရည်ဖြတ်မှုနဲ့ပါပြန်လည်တရားစွဲဆိုလိုက်ပါတယ်။ရဲတပ်ဖွဲ့အနေနဲ့ကလည်းလက်ရှိအချိန်ထိ Miss Wendy ရဲ့ဘဏ်ကတ်တွေကိုတောက်လျှောက်သုံးဆွဲနေတာက 9M တယောက်သေးတာရှိသေးတဲ့အတွက် 9M ကပဲဒီအမှုရဲ့အဓိကသွေးအေးလူသက်သမားဖြစ်ကြောင်းကိုပို့ပြီးတော့ပြစ်မှတ်ထားနိုင်ခဲ့ပါတယ်။အမှုဖြစ်ပွားပြီးတော့ရပ်ပေါင်းများစွာကြာတဲ့အထိ 9M ကငွေတွေသုံးရင်ဇနီးအသစ်နဲ့အတူအေးလူဆက်လက်ထွက်ပြေးနေနိုင်စေဖြစ်ပါတယ်။ဒီနေရာမှာရဲတပ်ဖွဲ့ကသတိပြုမိရာတစ်ခုရှိရဲ့ 9M က social media တွေနဲ့သတင်းတွေကိုအမြဲတမ်းမျက်ခြေမပြတ်စောင့်ကြည့်နေပြီးတော့ရဲတွေသူ့နောက်ကိုဘယ်လိုမျိုးလိုက်နေလဲဆိုတာကိုအဲ့ဒီသတင်းတွေကနေတဆင့်ထောက်လန်းနေတာပဲဖြစ်ပါတယ်။ဒါကြောင့်ရဲတပ်ဖွဲ့ကတရားခံကရဲတွေရဲ့လမ်းကြောင်းကိုသိမသွားစေဖို့သတင်းမီဒီယာတွေကိုသတင်းအချက်လက်ထိန်းချုပ်ခြင်းဗျူဟာကိုစတင်ပြီးတော့သုံးစွဲခဲ့ရတယ်။တစ်ချိန်တည်းမှာပဲရဲတပ်ဖွဲ့ရဲ့မှုခင်အဖွဲ့က Miss Wendy ရဲ့ BMW ကားထဲကနေရရှိခဲ့တဲ့လက်ပွေရာတွေနဲ့သက်သေတွေကနေတဆင့် 9M နဲ့အတူလိုက်ပါသွားတဲ့ဇနီးအသစ်ဖြစ်တဲ့ Miss Nam ကိုဘန်ကောက်မြို့တနေရာမှာအမိအယကြားဖြတ်ပြီးတော့ဖမ်းဆီးနိုင်ခဲ့တယ်။အဲ့ဒီအမျိုးသမီးကိုဖမ်းမိတဲ့အချိန်မှာဆိုရင် 9M ကအဲ့ဒီအမျိုးသမီးကိုထားခဲ့ပြီးတော့လမ်းခွဲပြီးတော့ထွက်ပြေးသွားခဲ့ပြန်ပါတယ်။ Miss Nam ကိုစစ်ဆေးတဲ့အခါမှာတော့ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အမှန်တရားတစ်ခုပေါ်လာပြန်ပါတယ်။ Miss Nam ကတော့သူက 9M ရဲ့ဇနီးအသစ် 9M ကသူ့ကိုလာပြီးတော့ပိုးပန်းတုံးကသူကအင်မတန်ချမ်းသာတဲ့တတိတယောက်လိုစီးပွားရေးသမားတယောက်လိုနဲ့ဟန်ဆောင်ပြီးတော့ချီကန်ခဲ့တာပါလို့ထွက်ဆိုခဲ့တယ်။ 9M က Miss Wendy စီကလူရက်လာတဲ့ငွေတွေကိုသုံးပြီးတော့ပေါ့လေဒီချင်းမိုင်မျိုးရဲ့လေပတ်စရာနေရာတွေမှာတန်မိုးကြီးကားတွေငှားစီးပြပြီးတော့အဲ့ဒီဇနီးအသစ်ဖြစ်တဲ့ Miss Nam ရဲ့ရှေ့မှာတထေးကြီးတယောက်လိုမျက်နှာဖုံးစွတ်ဟန်ဆောင်ခဲ့တာ 9M ရဲ့ဇနီးအသစ် Miss Nam ကလည်းသူ့အနေနဲ့ဒီလူသက်မှုမှာလုံးဝမပါဝင်ခဲ့ကြောင်းရဲတပ်ဖွဲ့ကိုတစ္ဆာဆိုပြီးတော့အတည်ပြုခဲ့ပါတယ်။ Miss Wendy ရဲ့ရုပ်အလောင်းကိုတွေ့ရှိပြီးတော့၄ရက်မြောက်နေ့2019ခုနှစ်အောက်တိုဘာလ31ရက်နေ့မှာတော့ထိုင်းရဲတပ်ဖွဲ့က 9M ရဲ့ဖမ်းဝရမ်းနဲ့ဓာတ်ပုံတွေကိုတနိုင်ငံလုံးကဒေသန္တရရဲစခန်းတွေစီအရေးပေါ်ဖြန့်ဝေလိုက်တယ်။မကြာခင်မှာပဲ 9M ကနာခွန်ပတ်တုံခရိုင်ထဲမှာရောက်နေကြောင်းသတင်းရချင်းမှာပဲရဲတပ်ဖွဲ့ကလိုက်လံပိတ်ဆို့ခဲ့တယ်။ 9M ကရဲတွေလိုက်နေမှန်းသိတော့ခြေရာဖျောက်ဖို့အတွက်သူယူလာတဲ့ငွေတွေထဲကငွေသားဘတ်36000ကိုသုံးပြီးတော့ဆိုင်ကယ်အသစ်တစ်စီးချက်ချင်းဝယ်ယူပြီးတော့နာခွန်စဝမ်ခရိုင်ဘက်ကိုတောင်းနှင်းပြီးတော့ထွက်ပြေးတိမ်းရှောင်ခဲ့ပြန်ပါတယ်။ဒါပေမဲ့ဥပဒေရဲ့လက်ထဲကနေသူမလွတ်မြောက်နိုင်တော့ပါဘူး။အဲ့ဒီနေ့မိုးလွဲ2နာရီတိတိမှာတော့ထိုင်းရဲတပ်ဖွဲ့ကအဝေးပြေးလမ်းမတစ်ခုပေါ်မှာ 9M ကိုဆိုင်ကယ်နဲ့အတူအမိအယပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပါတယ်။သူ့ကိုရှာဖွေစစ်ဆေးတဲ့အခါမှာတော့ဆိုင်ကယ်အောက်ထဲနဲ့သူ့ရဲ့လွယ်အိတ်ထဲမှာဝှက်လာတဲ့ငွေသားစုစုပေါင်းဘတ်12သိန်း68646ဘတ်နဲ့အလေးချိန်5ဘတ်ရှိတဲ့ရွှေဆွဲကြိုးတကုံအဲ့ဒီအချိန်တုန်းကတော့ကာလာတန်ဖိုးဘတ်3သိန်းကျော်လောက်ရှိမယ်။အဲ့ဒါတွေရဲ့လက်ကင်ဖုံးနှလုံးနဲ့အခြားသက်သေပစ္စည်းအမြောက်အများကိုသက်သေခံအနေနဲ့အမိအယသိမ်းဆည်းရမိခဲ့ပါတယ်။ရဲစခန်းရောက်တဲ့အခါမှာတော့ 9M ကဒီရောက်ကရှာ Miss Om နဲ့ Mr. Tom တို့ကြိုးကင်ခဲ့တယ်ဆိုတဲ့သူ့ရဲ့လိန်ညာမှုတွေကိုဆက်ပြီးတော့ဖုံးကွယ်လို့မရတော့တဲ့အတွက်လူမဆန်တဲ့ပြစ်မှုတွေကိုအဆအဆုံးအခုလိုမျိုးဝန်ခံခဲ့ပါတယ်။အောက်တိုဘာ17ရက်နေ့မနက်9နာရီလောက်မှာ
9M က Miss Wendy ရဲ့အိမ်ရှိကိုသူရောက်သွားပြီးတော့ချန်တကားဘဲလ်ကို2ကြိမ်3ကြိမ်တီးခဲ့ပေမဲ့အထက်ကမဖွင့်ပေးဘူး။ဒါကြောင့်သူကအိမ်နောက်ဘေးတကားစီသွားပြီးတော့ထပ်ခောက်တဲ့အခါမှာတော့ Miss Wendy ကလာပြီးတော့ဖွင့်ပေးတယ်။ Miss Wendy က 9M ကိုသူ့ရဲ့လူယုံ driver အနေနဲ့ရင်းနှီးပြီးသားမလို့ဘာတန်တရားမှမရှိဘဲနဲ့အိမ်ထဲကိုကောင်းကောင်းမွန်မွန်ဖိတ်ခေါ်ခဲ့တယ်။အိမ်ထဲကိုသူရောက်သွားတာနဲ့ 9M က Miss Wendy စီကနေသူ့ရဲ့မိသားစုစီးပွားရေးအဆင်မပြေတဲ့အတွက်ကြောင့်ဘတ်9သိန်းလောက်ချီးပါဆိုပြီးတော့တောင်းဆိုတယ်လို့သိရတယ်။ Miss Wendy ကခဏဆောင်အောင်သူအပေါ်တက်မှာအဝိအစားတည်တည်ချာချာလေးသွားပြီးတော့လဲလိုက်အောင်မယ်ပြီးတော့မှပြန်ဆင်းလာပြီးတော့စကားပြောကြတာပေါ့လို့တမန်အတိုင်းပြန်ပြီးတော့ပြောခဲ့တယ်။ဒါပေမဲ့လောဘစောတက်နေတဲ့ 9M က Miss Wendy အပေါ်ထက်တက်ပြီးတော့ရဲစီကိုဖုန်းဆက်တာဒါမှမဟုတ်ထွက်ပြေးဖို့စူးစမ်းနေရလို့ထင်မှတ်ပြီးတော့ Miss Wendy ကိုအောက်ထပ်မှာတင်အတင်းအကျပ်ဆွဲပြီးတော့ချုပ်လိုက်တယ်အိမ်ထဲကငွေတွေဗမာထားလဲဆိုတာကိုအော်ဟစ်ပြီးတော့မြင်းမြင်းနဲ့နောက်ဆုံးမှာတော့အဲ့ဒီသီလရှင်ကြီးကနာကျင်မှုဒဏ်ကိုမခံနိုင်တော့တဲ့အတွက်သူရဲ့ ATM ကတ်ရှိတဲ့နေရာနဲ့လှုပ်ဝက်နံပါတ်တွေကိုငိုယိုပြီးတော့ပြောလိုက်တယ် 9M က Miss Wendy ကိုတတိမိမျောနေတဲ့အခြေအနေနဲ့ကလတ်ထိုင်မှာထားရစ်ပြီးတော့ Miss Wendy ရဲ့ BMW ကားကိုမောင်းပြီးတော့မြို့ရဲက ATM ဆက်တွေစီသွားပြီးတော့ငွေတွေကိုလိုက်ပြီးတော့ထုတ်တယ်သူက ATM ကတ်တွေရဲ့နံပါတ်မှန်စစ်ဆေးပြီးတော့ငွေတွေရသွားတဲ့အခါမှာတော့အဲ့ဒီအိမ်ကိုပြန်လာခဲ့တယ်အိမ်ပြောင်းတဲ့အခါ Miss Wendy အသက်မသေးသေးတာကိုတွေ့ရတယ်။ Miss Wendy ကဆိုရင် 9M ကိုနင်လိုချင်တဲ့ပစ္စည်းတွေငွေတွေလည်းအကုန်ရသွားပြီ။ငါရဲ့အသက်ကိုတော့ချမ်းသာပေးပါလို့ငိုယိုပြီးတော့တောင်းပန်တယ်လို့သိရတယ်။ဒါပေမဲ့ 9M ကတနာစိတ်လုံးဝမရှိဘူး။သူကအိမ်အပေါ်ထက်ကိုအေးအေးလူလူတက်သွားပြီးတော့ဆက်လက်တောက်တယ်။နောက်ပြီးတော့အိမ်ထဲမှာရှိတဲ့ Miss Wendy ရဲ့ရွှေဆွဲကြိုးနဲ့ငွေသားတွေကိုထပ်မံရှာဖွေခိုးယူပါတယ်။သူဆက်လက်တောက်ပြီးတော့အောက်ထပ်ကိုပြန်ဆင်းလာတဲ့အခါမှာတော့တည်သွားတဲ့အထိရဲရဲဆက်ဆက်ပါတော့တယ်သူကအလောင်းကိုချက်ချင်းမထောက်သေးပါဘူး BMW ကားကိုမောင်းပြီးအပြင်ကို2ရက်လောက်ထွက်သွားခဲ့ပြီးမှအော်တိုဘာ23ရက်နေ့ကျမှအိမ်ကိုပြန်လာခဲ့တာအစကတော့အလောင်းကိုကားပေါ်တင်ပြီးတော့အပြင်မှာသွားပစ်ဖို့ကြံစီခဲ့ပေမဲ့အလောင်းရဲ့အလေးချိန်ကြောင့်သူမမနိုင်တဲ့အတွက်ကြောင့်ရောလူမြင်မှာကြောက်တာကြောင့်ပါရေခဲတက်တာတွေထည့်ပြီးတော့ဘီလက်မြေလောင်းဖို့အစီအစဉ်ကိုပြောင်းခဲ့တာလို့သိရပါတယ်။သူကအဲ့ဒီအိမ်ထဲမှာရှိတဲ့ရေခဲတက်တာတွေကပစ္စည်းတွေကိုအကုန်တုံပြီးတော့ထုတ်လိုက်တယ်။ရေခဲတက်တာကိုအလျားလိုက်သူလှဲချပြီးတော့အလောင်းကိုအထဲကိုထည့်ပါတယ်။အဲ့ဒီအချိန်မှာရေခဲတက်တာကလျှက်စစ်ပလက်ကောင်းထိုးထားဆဲဆိုပေမဲ့ 9M မသိလိုက်တဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ရေခဲတက်တာလိုမျိုးစက်ပစ္စည်းဆိုတာကအခုလိုမျိုးလှဲချလိုက်မယ်ဆိုရင်အထဲမှာရှိတဲ့ compressor ကအလုံးမလုံးတော့တဲ့အတွက်ကြောင့်ရေခဲတက်တာမအေးတော့ပါဘူးအဲ့ဒီအချက်ကိုသူကတော့မသိလိုက်ဘူးပေါ့လေဒီလိုနဲ့သူကအလောင်းပုံနဲ့ထွက်မှာဆိုလို့ဘီလက်မြေ2အိတ်ဝယ်လာပြီးတော့အလောင်းပေါ်လောင်းပြီးတော့ထည့်ခဲ့ပါသေးတယ်ဘီလက်မြေလောင်းလို့ရှိရင်အနံ့ပြောက်မယ်လို့သူအလွယ်လေးတွေးခဲ့တာပါဒါရင်မကောက်ဘူးရေခဲတက်တာပတ်လေကိုဒီ plastic စတွေနဲ့အထက်ထပ်ပတ်ပြီးတော့အဲ့ဒီရေခဲတက်တာကြီးကိုအပြင်ကိုပယ်ထုတ်ဖို့လဲစူးစမ်းခဲ့ပါသေးတယ်သူကဆိုရင်သူ့ရဲ့တငယ်ချင်းတော်တော်များများစီကိုဖုန်းဆက်ပြီးတော့သူ့ကိုရေခဲတက်တာတစ်လုံးဝိုင်းပြီးတော့တည်ပေးပါအောင်ဆိုပြီးတော့အကူအညီတောင်းခဲ့တယ်ဆိုပေမဲ့ထူးဆန်းစွာပဲဘယ်တငယ်ချင်းကမှလာပြီးတော့မကူညီခဲ့ကြဘူးနောက်ဆုံးဘလို့မှတည်လို့မရတဲ့အခါမှာတော့သူကအဲ့ဒီအိမ်ထဲက CCTV memory card တွေကိုဖြုတ်ပြီးတော့ငွေတွေနဲ့ပိုင်ဆိုင်မှုစုစုပေါင်းဘတ်1.89တန်းကျော်ကိုယူပြီးတော့ထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ရဲ့နောက်ဆုံးစုံစမ်းစစ်ဆေးမှုတွေအရဆိုရင် 9M ကအတန်ဖိုင်ထဲမှာအခြားသူတွေကိုလွှဲချပြီးတော့ဆွဆွဲခဲ့တယ်ဆိုပေမဲ့တကယ်တမ်းတော့ဒီလူတက်မှုကိုသူတဦးတည်းကပဲကျူးလွန်ခဲ့တာဖြစ်ကြောင်းပေါ်ပေါက်သွားခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းတွေကိုရေခဲတစ်တာကိုတည်ဖို့လှမ်းခေါ်ခဲ့ပေမဲ့ဘယ်သူမှပါဝင်ပတ်သက်ခြင်းမရှိဘူး။ကားကိုဖျောက်ပြက်ပေးခဲ့တဲ့တီယာရုတ်တယောက်ကပဲတက်တီဖျောက်ပြက်မှုနဲ့အဖမ်းခံခဲ့ရတာပါ။ဒီအမှုကဆိုရင်အင်မတန်ရက်ဆက်အကြီးတန်းလွန်တဲ့အတွက်ကြောင့်ထိုင်းလူထုကြားမှာအကြီးအကျယ်ဟိုးလေးတကြောဖြစ်ခဲ့တဲ့တရားရုံးရဲ့ဆုံးဖြတ်ချက်အရတရားခံ 9M ကိုထောင်ဒဏ်တကျွန်းအပြစ်ဒဏ်ချမှတ်ခဲ့ပြီးတော့အယူခံဝင်ခွင့်မရှိတဲ့အတွက်လက်ရှိအချိန်အထိလည်းထိုင်းနိုင်ငံရဲ့အကျဉ်းထောင်တနေရာမှာသူလုံခဲ့တဲ့အပြစ်တွေပြန်ပြီးတော့ပေးဆက်နေရဆဲပဲဖြစ်ပါတယ်။ဒီအမှုတစ်ခုလုံးကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်အင်တန်စိတ်မကောင်းစရာကောင်းပါတယ်။ Miss Wendy ဆိုတာကစိတ်သဘောထားပြေဝပြီးတော့ဘာသာတရားကိုကိုင်းဆိုင်တဲ့အလူဓာကြီးကမာကြီးတူပါသူကဆိုရင်စီးပွားရေးအဆင်မပြေဘဲနဲ့ဒုက္ခရောက်နေတဲ့ 9M ကိုတနာတဲ့အတွက်ကြောင့်အလုံးလုံးခွင့်ပေးပြီးတော့ငွေကြေးထောက်ပံ့ခဲ့တာအဲ့ဒီ
NEG စီမှာရှိတဲ့ငွေတွေကိုယူပြီးတော့ဇနီးအသစ်နဲ့ပျော်ပါနေရင်းနဲ့ social media ပေါ်မှာကြတော့ဝစ်ကြွေးဆိုတာကသူ့ရဲ့နောက်ကိုမလိုက်နိုင်ပါဘူးဆိုပြီးတော့ဝင့်ကြွားခဲ့ပါသေးတယ်။ဒါပေမဲ့အမှန်တရားနဲ့ဝစ်ကြွေးဆိုတာကပြေးတဲ့နေရာလိုက်တဲ့အမျိုးမလို့ရဲတပ်ဖွဲ့ကဒီအမှုကို၄ရက်အတွင်းအပြက်ဖြတ်ပြီးတော့ဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါတမန်လူသတ်မှုတွေနဲ့ရှင်းမယ်ဆိုရင်အရန်ကိုမြန်ဆန်တဲ့စံချိန်တင်ဖန်ဆီးမှုပါပဲဒီတော့အခုပြောပြပေးသွားတာကတော့ Miss Wendy အမှုရဲ့ရင်နာစရာအဆအဆုံးဇလံအကြောင်းလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအချိန်ပေးပြီးတော့အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အကယ်၍မိတ်ဆွေတွေအနေနဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like share comment နဲ့ subscribe လုပ်ပေးသွားကြပါဦးနော်နောက်ပြီးတော့ cherry အပေါ်မှာမေးထားတဲ့ cherry ကိုဘယ်လိုမျိုးစပြီးတော့တီးခဲ့ကြတာလဲဆိုတဲ့မိကုန်းလေးကိုလည်း comment လေးမှာဖြည့်သွားပေးကြပါအောင်ရှင်အားလုံးပေးကင်းပြီးတော့တာယာသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်